ဆိုင်ဘုတ်တောင်မတက်ထားတဲ့မီးရှိဆိုင်တစ်ဆိုင်ကနာမည်ကြီးဆိုင်တွေထက်ကိုအများကြီးပိုစားကောင်းနေတယ်ဆိုတော့ယုံလာတော့မသိဘူးမယုံတဲ့သူတွေလည်းသူ့ဆိုင်မှာတစ်ခါသွားစားပြီးရင်သူ့ဆိုင်ရဲ့ဖောက်တယ်ပဲဖြစ်သွားမှာပဲအဲ့တော့ဆိုင်နာမည်လေးပြောကြပါအောင်လို့မပြောပါနဲ့ဆိုင်ကနာမည်ကိုမရှိတာပါဆိုင်ဘုတ်ကိုမတက်ထားတာပါကျမတို့ကမီးရှိအဖက်မစားတက်လို့ဆံပြားအဖက်နဲ့ပဲစားတယ်ကျမတို့ဘာကြိုက်လဲဆိုတော့ဆိုင်ကကျမတို့ရုပ်မြင်တာနဲ့တန်းတည်တယ်နောက်ထပ်သူ့ရဲ့ဆိုင်ရဲ့အရာသာရှိတဲ့တစ်ခုကမုံညင်းချင်းသူ့ရဲ့မုံညင်းချင်းလေးကတော်တော်ကိုချွတ်ချွတ်ချင်းချင်းလေးနဲ့စားလို့ကောင်းတယ်အီလည်းပြည့်တယ်နောက်တစ်ခုကတော့ဝက်ရိုးဟင်းရည်သူ့ရဲ့ဝက်ရိုးဟင်းရည်တွေကိုတမယာတီလေးပါညှစ်ခိုင်းစောစောသွားလို့ရှင်ဝက်ရိုးပါတောင်းအိုးရှယ်ပဲကျမတို့ဒီဆိုင်မှာစားတဲ့အသက်တန်းကအနည်းဆုံး9နှစ်10နှစ်ရှိပြီဒီတော်တွင်းကိုလည်းသူ့ရဲ့ဆိုင်တွေက3-4နေရာလောက်ပြောင်းပြီးသွားပြီဒါပေမဲ့လည်းဒီနာဝင်းစင်မှာပဲပြောင်းတာဆိုတော့ကျမတို့ကဘယ်ပြောင်းလိုက်စားတာပဲကျမတို့လေတစ်ခါတလေကြလို့ရှိရင်မီးရှိဆိုင်ပိုင်ရှင်တွေက IQ ကိုစစ်ကြည့်စင်တယ်သူတို့ကလေဘယ် customer ကဘာမစားဘူးဘယ်ဟာပို့ထက်မယ်ဘယ်ဟာကိုမကြိုက်ဘူးဆိုတော့သူတို့ခေါင်းထဲမှာအကုန်ကိုအလွတ်မှတ်မိနေတာဒါကတော့စက်သားနဲ့ပွဲလေးကိုပြင်နေတာပါဝက်သားနဲ့လည်းရတယ်အခောက်အသားနဲ့စားခြင်းလည်းရတယ်ဝက်ဥဆောင်အသေးဆုံးလည်းရတယ်ကြိုက်တာမှာစားပါတပွဲကို4000ပါတပွဲ4000လို့ပြောလို့ရှိရင်လည်းများတယ်ဆိုပြီးပြောကြအောင်မယ်လက်ဖက်ရည်တစ်ခွက်တောင်3000ပေးနေရတဲ့ခေတ်ကြီးထဲမှာမီးရှိတပွဲ4000ဘယ်လိုများမှာလဲလိပ်စာကတော့85လမ်း3ခု38ကြားကဓမ္မယုံရှိမှဖွင့်ထားတာပါ